မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာစကားတခွန်းကြောင့်အစွမ်းတက်သွားတာတွေရှိသလိုစကားတခွန်းကြောင့်ပဲဘဝဖြစ်သွားခဲ့ရတဲ့တာရကတွေအများကြီးရှိပါတယ်လူအများရဲ့လေးစားမှုကိုရယူချင်ပါသလားဒါမှမဟုတ်တင်းရဲ့အာဏာနဲ့ဩဇာကိုတိုးတက်စေချင်ပါသလားဒါဆိုရင်တော့ဒီနေ့ပြောပြပေးခြင်းတဲ့ new ဥပဒေကတင်းအတွက်အရေးကြီးဆုံးဖြစ်လာပါလိမ့်မယ်အဲ့ဒါကတော့လိုတာထက်ပုံမပြောပါနဲ့ဆိုတဲ့နည်းဥပဒေပဲဖြစ်ပါတယ်လူတွေဟာစကားကြီးစကားကျယ်တွေနဲ့ရှောက်ပြောနေရင်လူရဝင်တယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့လက်တွေ့မှာတော့စကားအပြောလွန်လေးပေါ်ပြီးလူပေါ်ကြီးဖြစ်သွားလေပါပဲလူပေါ်ဖြစ်သွားရင်ဘသူကမှအရေးမလို့တော့တယ်လို့တင်ရေးပါတဲ့စကားပြောနေရင်တောင်မှအကဲပြတ်ခံရတတ်ပါတယ်ဩဇာအာဏာနဲ့အရှင်ဝါရှိတဲ့သူတွေကိုလေ့လာကြည့်ပါသူတို့ဟာလိုတာထက်ပုံမပြောပါဘူးပြောရင်လည်းလိုတဲ့လောက်ပဲပြောလို့ရှိပါတယ်ပေါ်အမှုပညာရှင်အန်ဒီဝါဟော့ရဲ့အတွေ့အကြုံမှာဆိုရင်လူတွေကိုစကားပြောပြီးမိမိဘက်ပါအောင်လုပ်ဖို့ဆိုတာမလွယ်ပါဘူးလူတွေဟာတဦးနဲ့တဦးစန့်ကျင်လို့စိတ်တွေရှိကြတာကြောင့်မိမိကအကောင်းပြောလဲအဆိုးပြောလဲအကောင်းအဖြစ်အလွယ်တကူအမြင်ဆောင်သွားတတ်ကြပါတယ်အဲ့ဒါကြောင့်မို့လို့ပဲလူတွေဟာပါဇက်ပိတ်ထားတာမှလူကပိုပြီးတန်ဖိုးရှိတော့တာပဲဆိုတဲ့အတိနဲ့စကားနည်းနည်းပဲပြောပြီးအောင်မြင်မှုကိုအရယူခဲ့ပါတယ်ကမ္ဘာတမိုင်းထဲမှာတင်ငန်းစာတစ်ခုကြည့်လိုက်ရအောင်1825ခုနှစ်ရုရှားမှာပထမနီကိုလက်တမိုင်းဝင်နတ်တက်ချိန်တုန်းကရိုင်းလီယက်ဆိုသူကိုဥဆောင်တဲ့တော်လန်ရဲ့အဖွဲ့အားကြာရှုံးခဲ့ပြီးကျိုးမိတ်ပေးခံခဲ့ရပါတယ်ကျိုးပေးမဲ့အချိန်မှာစူးစမ်းတိုးကွင်းပြတ်ကြပြီးရိုင်းလီယက်အတက်မတေပဲလွတ်မြောက်ခဲ့ပါတယ်အဲ့ဒီခေတ်ရုရှားရဲ့ထုံနှန်းစင်လာရကျိုးပေးရမှာကျိုးပြတ်ကြရင်ဖျားတခင်ကခွန်လွန်လိုက်ပြီးဆိုပြီးလွတ်ပေးရရှိပါတယ်ဒါပေမဲ့ကျိုးပြတ်ကြပြီးမြေပြင်ပေါ်ကျသွားတဲ့ရိုင်းလီယက်ဟာပါဇက်မစီနိုင်ပဲကြည်စမ်းရုရှားတွေစူးစမ်းလေးတစ်ခုတောင်ခိုင်အောင်မလုပ်နိုင်ကြပါလားဆိုပြီးရွှေ့ပြောင်းလောင်ပြောင်းလိုက်ပါတယ်အဲ့ဒီတရင်ကိုဘရင်ကြီးကြားသွားတဲ့အခါမှာဘာလုပ်လိုက်တယ်လဲသိပါသလားလူငင်းခွင့်စာချုပ်ကိုစုပ်ပြဲလိုက်ပြီးဒါဆိုလဲရုရှားမှာကျိုးမပြတ်နိုင်ကြောင်းပြလိုက်တာပေါ့ဆိုပြီးနောက်တဲ့နေ့မှာကျိုးပြန်ပေးခိုင်းခဲ့ပါတယ်ဒုတိယအကြိမ်မှာတော့ကျိုးမပြတ်တော့ပဲရိုင်လီရဲ့တည်ဆုံးခဲ့ပါတယ်ရိုင်းလီရဲ့ဟာခဏတာစိတ်ကျေနပ်မှုတာယာမှုအတွက်စကားတခွန်းကိုပို့ပြောမိလိုက်တာကြောင့်သူ့ရဲ့တကူတည်းသောအတက်ရှင်နံကွန့်အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်ဒီဖြစ်ရပ်ကတော့အမတမထင်ရှားပါတယ်ပါဇက်ကထွက်တဲ့မြစကားကိုပြန်ရောက်သိမ်းလို့မရပါဘူးစကားပြောရင်အမြဲတမ်းတတိထားပါအထူးသဖြင့်စေအပန်းပြေစရာအပြောတဘောခဏတာအတွက်နဲ့မိမိရဲ့ဘဝတစ်ခုလုံးအနာဂတ်တစ်ခုလုံးကိုရှင်းပြီးမပြတ်လိုက်ပါနဲ့တင်စကားကိုလိုတာထက်ပိုရော့ပြောလေးတင်းရဲ့စကားလုံးတွေဟာပိုပြီးအတိတ်ပဲရှိလာပြီးလေးနဲ့လာလေးဖြစ်ပါလိမ့်မယ်တင်ဘာမှမပြောဘဲငြိမ်နေတဲ့အခါအခြားသူတွေကတင်းရဲ့စိတ်ဓာတ်နဲ့အကြံစီကိုမခံမနိုင်ပဲမလုံးကြုံဖြစ်လာပါလိမ့်မယ်နောက်ဆုံးမှာတော့တင်းကိုစောင့်ကြည့်ပြီးတင်းထန်အခွင့်အရေးတွေအလိုလိုရောက်ရှိလာမှာဖြစ်ပါတယ်ဒါကြောင့်အာဏာနဲ့ဩဇာကိုတိဆောက်ခြင်းရင်လိုတာထက်ပိုမပြောပါနဲ့လို့တိုက်တွန်းရင်ဒီဗီဒီယိုလေးကိုဒီမှာပဲညီကုန်းချုပ်ပြရစီအားလုံးကိုကျေးဇူးတင်ပါတယ်အတစ်တော့ဗီဒီယိုတွေကိုကြည့်ရှုနိုင်ဖို့ channel လေးတွေကိုလည်း subscribe လုပ်ထားပေးကြပါဦးခင်ဗျာ